မင်္ဂလာပါရှင်ဒီနေ့ကတော့ကျမတို့ဒီဗီယက်နမ်ရဲ့နေ့တစ်ခုအချိန်တုန်းကကမ္ဘောဒီးယားကိုလေသွားခဲ့တဲ့ချောင်းရလေးတွေကိုဗီဒီယိုအတူလေးရိုက်ကူးထားခဲ့တဲ့ຢာလေးတွေကိုတကယ်ချင်းလို့မျှဝေပေးတော့မှာဖြစ်ပါတယ်သူသွားခဲ့တဲ့တွေ့ကြုံလေးကတော့တော်တော်လေးမှပြောမစို့စိတ်ချလို့ကောင်းတယ်လို့ပြောရအောင်ပေါ့နော်ပထမအဆုံးဒီနေရာကကျမတို့ဟနွိုင်းကနေခရီးစားတဲ့အစီအစဉ်ပေါ့နော်ဗီယက်နမ်ဟနွိုင်းကနေကျမတို့ဒီဟိုချီမင်းကိုလေရင်နဲ့အရင်သွားပါတယ်ဒီကလေစိတ်ထဲမှာရက်ကူထားတဲ့နေချီလေးပေါ့နော်ဟနွိုင်းလေစိတ်ထဲမှာရက်ကူထားတာပါကျမတို့ညအချိန်မှာခရီးထွက်ခဲ့တဲ့အခါဆိုတော့ညဆောင်လေစိတ်မှာပဲစားသုံးလိုက်ကြပါတယ်ဒါကဗီယက်နမ်ခောက်ဆွဲပေါ့နော်အရန်နာမည်ကြီးတဲ့ပေါ်ဆိုတော့ခောက်ဆွဲဖြစ်ပါတယ်စားပြီးတော့ကျမတို့ဒီလေရင်ထွက်ခါနီးမှလေရင်ပေါ်တက်တယ်ပြီးတော့ရှင်ကျွန်တော်တို့ပြန်တန်းချိန်က2နာရီပေါ့နော်2နာရီကြာတယ်လို့သူတို့ပြောထားပါတယ်ရှင်ဒါကလေရင်ထိုင်ခုံတွေမှာသူတို့ထားပေးတဲ့ TV screen လေးတွေပေါ့နော်ဒီနေရာတွေလည်းဒီဘယ်နေရာကိုဘယ်နေရာရောက်နေတယ်ဆိုရဟာကိုစစ်ဆေးလို့ရတဲ့နေရာပေါ့ကျမဒီအစားအသောက်ပုံလေးဒီအခွက်ပုံလေးရိုက်ထားတာကဒါသူတို့လေဒီအစားတော့ထပ်ပိုးထားတဲ့ဟာလေးအရန်တက်ရတာလေးကိုတပိုးကြမင်းလို့ရိုက်ကူးထားတာပါဒီအသီးထိတဲ့နေရာတွေဒီတီရှူးထိတဲ့နေရာတွေဖန်ကိုခွက်လေးပေါ့နော်ညီမတာဘောတက်ခွက်ကော်ဖီတာဘောတက်ဖက်လို့လည်းတက်ရှိပါတယ်တော်လေးအဆင်ပြေပါတယ်ကျမတို့နောက်ပိုင်းကျတော့ဒီနနာပြန်တန်းပြေးတဲ့ခါကျတော့ဟိုချီမင်းလေစိတ်ရောက်ဟိုချီမင်းလေစိတ်ရောက်တော့ဖို့ပါတန်းစီနေတော့ချေရီပင်လေးမြင်ခဲ့တာပေါ့နော်လင်းစီတဲ့ချေရီပင်လေးမြင်ခဲ့တယ်ပြီးတော့ကျမတို့ထုတ်ပေးယူပြီးတော့ကျမတို့လာကြိုပြီးကားဆရာကနာမည်နဲ့တကွာကျမတို့စောင့်နေတဲ့ခါကျတော့နာမည်ပြရိုက်ကူးထားခြင်းဖြစ်ပါတယ်ဒါကည7နာရီမှာကျမတို့မြင်ရတဲ့ဒီဟိုချီမင်းကဒီဟိုချီမင်းလေစိတ်ရဲ့အချိန်တွေပေါ့နော်နဲ့ကျမတို့ဟိုတယ်တဲ့အညမှာတော့စောအိတ်တယ်ပြီးနောက်မနေ့ကျတော့ကမ္ဘောဒီးယားသွားဖို့တဲ့ကုန်လက်တစ်ခုမှာအစားတောက်လေးဝင်ဝယ်စားဖြစ်တာဒါကတရုတ်အစားကုံတိုင်းမှာတရုတ်စားစားလေးဝင်ဝယ်စားပြီးလို့ရှင်ဒီကားရင်းနဲ့ကျမတို့ကမ္ဘောဒီးယားကိုခရီးဆက်ကြတာပေါ့ဒီကားနဲ့ဒီကမ္ဘောဒီးယားတော့ဆိုလို့ရှိရင်သူတို့ဒီဘာလဲonline မှာတော့သူတို့က6နာရီလောက်ပြောထားတာပေါ့နော်6နာရီဆိုပေမဲ့ဒီစစ်စေးဂိတ်တို့ပါတော့အဲ့လိုမျိုးဖြတ်တန်းသွားတဲ့ခါကြလို့ရှင်စုပေါင်းအချိန်တွေစုပေါင်းလို့ရှင်တော့9နာရီလောက်နဲ့ရောက်ပါတယ်ဒါကကျွန်တော်တို့ဒီဟိုချီမင်းကနေစတင်ထွက်ခွာတဲ့နေရာနေထားဖြစ်ပါတယ်တလားလုံးမှာသူတို့ဘာနေပါရောင်းနေရအဲ့ချိန်တုန်းကဆိုရင်သူတို့နေတက်ကူးချိန်တမရဆိုတော့လေနေရာတိုင်းမှာပန်းနေအများကြီးပဲကူးချိန်မှာဆိုလို့ရှိရင်အကုန်လုံးမိပါအိမ်ပြန်ကြတဲ့ခါကျတော့ဘယ်လိုပြောမလဲဆိုလို့ရှိရင်ဟိုလေဝင်ထားနေပါတယ်အကုန်လုံးအိမ်ပြန်ကြတဲ့အချိန်မို့လို့ဒီလိုမျိုးဟိုကားတွေပါတယ်မပိတ်ဘူးပေါ့နော်ခါတိုင်းဆိုလို့ရှိရင်ဟိုချီမင်းနဲ့ဟန်ဝိုင်းဆိုတာကကားတွေစိုက်ကယ်တွေနဲ့အရန်ကမှဟိုပြောမလို့စီကားတွေအချိန်ဖြစ်ပါတယ်ဒီနေရာတွေဆိုလို့ရှိရင်ကားတွေစိုက်ကယ်တွေအရန်ကမှများမှာဒါပေမဲ့အခုချိန်မှာဒီကျွန်တော်တို့သွားတဲ့ချိန်တော့နေတစ်ကူဆိုတော့လေမြို့တွင်းထဲမှာလူတွေမရှိဘူးအဲ့လိုမျိုးပေါ့နော်အရန်ကမှဟိုတိတ်ဆိတ်နေတယ်လို့ဖြစ်နေတာအရန်တိတ်ဆိတ်ဖြစ်တဲ့ချိန်မှာပါလဲဆိုအကုန်လုံးဒီပါ9ရက်ပြန်ကြတဲ့ချိန်မလို့လေနောက်ပိုင်းမှာတော့နောက်ဆုံးမှာတော့ကျမတို့ညနေမိုးချုပ်ခါဒီမှာဒီကမ္ဘောဒီးယားဖနွမ်ပင်ကိုရောက်ဖြစ်ပါတယ်ကမ္ဘောဒီးယားဖနွမ်ပင်ကိုရောက်တော့ကျမတို့နည်းနည်းတော့မိုးချုပ်နေပြီ9နာရီလောက်ရှိနေပြီ6နာရီခွဲ9နာရီအဲ့ကျွန်တော်အဲ့ဒီနေရာမှာဒါကဒီအာရှမှာရန်နာမီကျတဲ့မဲခေါင်မြစ်လို့ပြောတာပေါ့နော်မဲခေါင်မြစ်ဆိုတရုတ်ဒီဘက်ကနေစီစဉ်လာတဲ့မြစ်ပေါ့နော်ဒီတရုတ်မြစ်မှာထိုင်းလာအိုကမ္ဘောဒီးယားဗီယက်နမ်ဒီယာတွေဖြတ်တန်းလာတဲ့ဒီမြစ်ပေါ့နော်ရန်နာမီကြီးတဲ့မြစ်ဒီမြစ်ကိုဖြတ်ပြီးမှဒီဆောက်ထားတဲ့တရားပေါ်ကနေကျမတို့ဖြတ်တန်းနေတာဖြစ်ပါတယ်အခုဒီကကမ္ဘောဒီးယားဖနွမ်ပင်ထဲဝင်လာတဲ့အနေထားလေးပါရှင်ဒီတရားကလည်းတော်တော်လေးကြီးရှည်လည်းအရန်ရှည်ပါတယ်နောက်ဆုံးမှာတော့ကျွန်တော်တို့ဒီမြို့တွင်ထဲဝင်လာတဲ့အခါကျတော့မြင်ရတဲ့အတိုင်းပါပဲမီးလုံးလေးမီးဆိုင်လေးနဲ့တော်လာဆင်ထားတာမျိုးနဲ့ကျွန်မတော်တော်လေးသဘောချမြာနဲ့ဗီဒီယိုလေးရိုက်ထားတာဖြစ်ပါတယ်အရန်လာတဲ့အပြင်မှာဆိုလို့ရှင်နေရလဲအကျိပဲအမတချို့ဆိုရင်အပန်းဖြေနေကြတာပြင်းပြေလာထိုင်နေကြတာတော့ဓာတ်ပုံတွေလာရိုက်နေကြတာပေါ့အဲ့လိုမျိုးလည်းမြင်ခဲ့တာပေါ့နော်နဲ့ဒီလိုနဲ့ကျမတို့ဒီကနေမြို့ထဲကိုဝင်လာပြီးလို့ရှိရင်ကျမတို့ဒီတစ်ခါတော့မြို့တွင်းမှာပဲတေးတာပေါ့နော်ဒီနေရာမှာက
နောက်ဆုံးတော့ကျွန်တော်ဟိုတယ်ရောက်တဲ့ခါကျတော့ဟိုတယ်မှာကဟိုတယ်ကဝန်ထမ်းတွေကျမတို့ကိုအေးနဲ့ပထမဆုံးအရင်အေးခန္ဓာပေါ့နော်သူတို့ရောက်ချင်းဆိုရင်ကျွန်တော်ကိုအေးနဲ့အရင်အေးခံပါတယ်ပြီးလို့ရှင်ဒီဖေကသူတို့ဒီနေ့ဒီအရာတွေသူတို့ဟိုrecession မှာသူတို့အလားစင်ထားတဲ့နေရာလေးတွေပေါ့နော်ဒါတဲ့အိတ်ခန့်လေးတွေပါပြီးလို့ရှိရင်breakfast တွေပါလေဒီနေရာမှာပဲစားဖြစ်ပါတယ် breakfast စားပြီးလို့ရှိရင်နားနေပေါ်တော့ထိုင်ခုံလေးချထားတာဖြစ်ပါတယ်ပြီးရင်ဒီမင်းကြီးထပ်မှာပဲသူတို့ဒီဖျားစင်တူတော့ဖျားစင်လည်းထားတာပေါ့နော်ဖျားစင်ရဲ့ဘေးနားမှာဆိုလို့ရှိရင်နိုင်ငံအနုပညာလေးတွေပေါ့နော်နိုင်ငံကအနုပညာလေးတွေကိုဒီလိုမျိုးကတ်ထားတာမြင်လို့သဘောကျလို့ရိုက်ကူထားတာဖြစ်ပါတယ်အဲ့ဒါနဲ့ကျမတို့ညစာလေးပြန်ပြီးမှထွက်စားဖြစ်တယ်ညစာထွက်စားတော့အာမော့ကမ္ဘောဒီးယား foods ပေါ့နော်အဲ့ဒီအမောစာရန်နာမီကြီးရဲ့သူတို့ဒီကမ္ဘောဒီးယားစားတွေမှာအဲ့ဒီဟာအရင်တော့မြည်ကြပါတယ်အဲ့ဒါကမ္ဘောဒီးယားစားတော့ထဲမှာဒီတီးဆုံဟင်းတို့ပြီးလို့ရှိရင်ဒီတရက်တီတုတ်တို့ပြီးဒီမေခေါင်ငါကြော်တော့အဲ့လိုမျိုးပေါ့နော်အဲ့ဒီဟာတွေကိုကျမတို့ညစာဖြစ်တော့ပြီးစားတော့ကြပါတယ်အဲ့ညစာစားပြီးတဲ့အခါကျတော့ကျမတို့ဘာခဏတော့ထိုင်ဖြစ်ပါတယ်အဲ့ဒီဘာကလည်းဘယ်လိုပြောမလဲဆိုရင်နိုင်ငံခြားတွင်းကုန်ပစ္စည်းလေးပေါ့နော်တွင်းကုန်လေးတွေအဲ့လိုမျိုးတွေတင်ထားတဲ့ဟိုဆိုင်ပေါ့နော်နိုင်ငံခြားတွင်းကုန်ဘီယာလေးတွေတွင်းထားတဲ့ဆိုင်အမှခဏလေးထိုင်ပြီးမှညစစောဝင်အိတ်ကြပါတယ်ညစစောအိတ်ပြီးလို့ရှိရင်နောက်ဝေးကြတော့ကျမတို့ဒီတို့နိုင်ငံမှာအရန်နာမည်ကြီးတဲ့တုံးပိန်းဆိုင်ကဲတုတ်တုတ်ဆိုတဲ့ဆိုင်ကဲကုမ္ပဏီနဲ့ချိတ်ပြီးမှအဲ့ဒီဆိုင်ကဲလေးနဲ့ကျမတို့ကြက်တိုက်ကိုပထမဆုံးအနေနဲ့အလေးတွားကြတာပေါ့နော်ဒါကဒီကမ္ဘောဒီးယားကရန်နာမည်ကြီးတဲ့ပြတ်တိုက်ပါရှင်ဒီမှာဘလောက်ကြီးလဲဆိုရင်ပလေးပါပြည့်ပဲမှာဒါကအတွင်းပိုင်းနေရာလေးပေါ့နော်အတွင်းပိုင်းအနေထားလေးတွေပါရှင်ဒီနောက်မှာ coffee ဆိုင်တွေလည်းရှိပါတယ် coffee ဆိုင်ကတော့ကျမတို့မြင်ခဲ့တာ coffee ဆိုင်တစ်ဆိုင်ပဲမြင်ခဲ့တာပေါ့နော်ဒီအချိန်မှာသူတို့ဟိုထားတဲ့အရာတွေကလည်းပြောမစနစ်ပေါင်းဘလောက်ကြာလဲဆိုတဲ့ဟာတွေလည်းသူတို့တွေပစ္စည်းချထားတဲ့အဲ့ဒီအယုတ်ထုတွေတစ်ခုချင်းစရှိမှသူတို့တွေနဝဘာလဲစာရွက်စာတမ်းလေးနဲ့တကွာအဲ့လိုမျိုးတွေရိုက်ထားပေးဖို့စာလေးတွေနဲ့အဲ့လိုမျိုးရေးထားပေးရမြင်ခဲ့ပါတယ်ဒါတွေကဒီဖျားစေလီပထိုးရုပ်ပွားတော့ပုံလေးတွေပေါ့နော်သူတို့တွေဒီလိုမျိုးထိမ့်သိမ်းထားတာမြင်ခဲ့တော့အရန်ကိုတဘောကြခဲ့မိပါတယ်နေရတယ်ဆိုလို့ရှိရင်ဘလောက်ကြားတယ်ဘယ်ရာစုတော့မှဆိုတဲ့ဟာလေသူတို့ဒီဘယ်နာမှာအောက်တောင်မှာစာလေးနဲ့ရေးထားပေးရပေါ့နော်ဒါရဲဆိုရင်ရုပ်ထုတွေမှာဆိုတော့တစ်ခုချင်းစီမှာတို့ရာဇဝင်နဲ့အတီးတီးရှိပါတယ်တရားတွေဆိုလို့ရှိရင်မူရင်းဒီပုံထနဲ့မူရင်းတာဘယ်ကနေဘယ်လိုမျိုးရလက်ခံရရှိတယ်ဆိုတဲ့ပုံလေးတွေပြထားတာကိုလည်းမြင်ခဲ့ပါတယ်ကျမတို့တဘောကြတာကအမှလေးပြတိုက်ပြီးတော့ကျမတို့မြန်မာစားတော့ဆိုင်တစ်ဆိုင်ကိုကန်ကောင်းလို့မြင်ခဲ့တာပေါ့နော်အဲ့နဲ့မြန်မာအစားတော့လေးသွားစားကြတယ်ဒါကကျမအမျိုးသားကရှမ်းခောက်ဆွဲအရန်ကြလို့ရှမ်းခောက်ဆွဲဝေစားဖြစ်ကြပါတယ်အဲ့နဲ့ကျမတို့ဒီမြူဇီယံကိုတွားဖို့အတွက်လမ်းခဏလျှောက်ရတာပေါ့15မိနစ်ကျော်လောက်လမ်းလျှောက်တယ်လမ်းလျှောက်တဲ့ချိန်မှာကြောင်လေးတွေတော့ဒါကမ္ဘောဒီးယားကြောင်လေးတွေပေါ့နော်အရန်ကိုမချစ်စရာကောင်းတယ်ကြောင်လေးတွေမြင်ခဲ့တယ်အဲ့တော့ကခွေးလေးတွေရောအရန်ချစ်စရာကောင်းတယ်တရားကနန်းတော်ဘေးကမြင်ကွင်းလေးတွေပါဒါကျမတို့နန်းတော်မရောက်ခင်နားမှာရိုက်ကူးထားတဲ့နေရာလေးတွေပေါ့နော်ဒီကွင်းပြင်လေးကနန်းတော်ရှိရာကွင်းပြင်လေးတွေပါဒီနောက်မှာဆိုလို့ရှိရင်သူတို့ဒီနန်းတော်ဖွင့်တဲ့ချိန်မှာဆိုလို့ရှိရင်ဒီနားတော့ဝိုက်မှာကားတွေပါဖြတ်တန်းသွားလာခွင့်မရှိအောင်ခဏလေးပိတ်ထားတာပေါ့ဆိုအဲ့ဒီတွေပါတယ်နိုင်ငံခြားခီးသွွားအေးတွေနောက်ရှင်းမဖြစ်အောင်ဆိုတော့တပေါ်နဲ့ခဏလေးပိတ်ထားတာဖြစ်လောက်မယ်ဒီနားမှာဆိုလို့ရှင်လည်းအဲဒီလမ်းကြောင်းမှာဆိုလို့ရှင်တို့ဒီပြတ်တိုက်ဒီနန်းတော်ဖွင့်တဲ့အချိန်မှာဆိုလို့ရှင်လမ်းကြောင်းဒီကားတွေပါတယ်လုံးဝမဖြတ်တန်းခွင့်မပြုပါဘူးဆိုင်ကယ်လည်းဖြတ်တန်းလို့မရပါဘူးဒီချိန်မှာကျွန်တော်တို့နန်းတော်တွေဝင်ဖို့အတွက်ဒီလမ်းကနေတွားရတာဖြစ်ပါတယ်ဒီလမ်းလူသွားလမ်းဒီတလျှောက်မှာအဝါရောင်တွေ
အဝါရောင်တွေပဲပြည့်အပ်လမျိုးဆွဲထားတာပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီနန်းတော်တွေဝင်ဖို့အတွက်လက်မှတ်လေးဖြစ်ကြပါတယ်လူတူးချင်းစစ်ကိုစိတ်တော်လာပေးရတာပေါ့နော်ဒီပြတိုင်မှာအရင်ပထမသွားခဲ့တဲ့ပြတိုင်မှာလည်းကျွန်တော်တို့လူတူးကိုစိတ်တော်လာပေးရပါတယ်ဒီညမှာလည်းဒီနန်းတော်တွေဝင်ဖို့ဆိုလို့ရှိရင်လည်းလူတူးကိုစိတ်တော်လာပေါ့နော်အဲ့လိုဒါကကျွန်တော်တို့တဲ့အဝင်မှာမြင်တွေ့ရတဲ့ရှုခင်းလေးပေါ့နော်ဒီရည်စနန်းတော်ဆောင်လေးတွေပါသူတို့ဒီတချို့နေရာမှာဆိုသူတို့ပြန်ပြီးပြင်ထားတာတွေမြင်ခဲ့တာပေါ့နော်ဒီတကားတွေဆိုလို့ရှိရင်လည်းအရန်ကောင်မှအနုပညာဆန်တယ်ဒီဟာတွေကနိုင်ရန်ပကြီးလေးတွေပေါ့နော်နိုင်ရန်ပကြီးလေးတွေဒီဟာတွေကတို့နိုင်ရန်ပတ်လေးမှာဒီလိုဆွဲထားတာပါအရန်လာတဲ့အပြင်မှာတော်တော်လာတယ်လို့ပြောရမှာဘလို့လဲဆိုရင်ကျမကဒီရှေးဟောင်းပစ္စည်းလေးတွေဒီရှေးဟောင်းယဉ်ကျေးမှုတွေအဲ့လိုမျိုးဟာလေးတွေကိုမြင်ရတာအရန်သဘောကျတယ်လို့ဆိုတော့လေဒါမျိုးမြင်ရတဲ့ခါကျတော့ကိုယ်မှလေဘလို့ပြောမလဲတောင်မတည်အရန်ကိုမှလေခံစားချက်အရန်ကောင်းတယ်လို့ပြောမှာပေါ့နော်တရားတွေမြင်ရတာလေဒီနိုင်ရန်ပကြီးတွေမှာလည်းသူတို့ရဲ့ရာဇဝင်တွေရှိမှာပေါ့နော်တခုချင်းစီဒီမျိုးဘာပဲကနေဘလို့သွားရဲဆိုတော့ဒီသူတို့ရဲ့တမိုင်းရာဇဝင်လေးတွေရှိလောက်မေးလို့ကျွန်တော်တို့ထင်တာပေါ့နော်ကျွန်တော်လည်းသူတို့ရဲ့ရာဇဝင်ကိုကောင်းမသိရအခါကျတော့ဒီလိုပဲပုံလေးတွေရိုက်ကူးပြီးမှအမှတ်တရအနေနဲ့ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်ပြီးတော့ဒီမှာကကျွန်မမြင်ခဲ့တာကပတ်လည်မှာရိုက်ကူးထားရမကဒီအလယ်မှာဆိုရင်သူတို့ကဒီဖျားတွေပါတချို့ဒီစိတ်တွေဆောက်လို့ဈေးတွေလည်းမြင်ခဲ့တာပေါ့နော်တချို့ကတော့ဆောက်လို့ပစ္စည်းထားတာလည်းမြင်ခဲ့ပါတယ်ဒါမဲ့တချို့နေရာမှာကတော့ပြန်ပြီးမှပြုပြင်နေတဲ့အရာတွေလည်းမြင်ခဲ့တာပေါ့နော်ဒုတိယပြင်ကျွန်မမြင်ခဲ့တဲ့မြင်ခဲ့တဲ့စိတ်တွေဆိုလို့ရှင်လဲသူတို့တွေဒီလိုမျိုးပြထားတာပေါ့နော်အခုမြင်နေရတဲ့တရားတွေဆိုလို့ရှင်ဒါပစ္စည်းထားတဲ့ဟာတွေပေါ့နော်တရားတွေဆိုလို့ရှင်ဘယ်လောက်ထိအနုပညာဆန်တယ်လဲဆိုရင်ကျိုးဆိုဆောက်လို့စေဒါတွေကဒီຢာတွေကအထွက်ပေါက်ကနေရာလေးတွေပါကျွန်တော်တို့မြူဇီယံကနေထွက်လာတဲ့ခါကျတော့ဒီထွက်ပေါက်မှာသူတို့ရဲ့ရိုးရာတန်စင်လေးတွေနဲ့သူတို့တိခတ်ပြီးမှလေအဲ့လိုမျိုးနှုတ်ဆက်တာနော်ဒီကျောင်းမှာဒီတခြားမှာဆိုသူတို့ဒီအနုပညာလက်ရာနဲ့ပြုလုပ်ထားတဲ့မြေအိုးတို့အဲဒီပလိုင်းတို့အဲ့လိုမျိုးလည်းမြင်ခဲ့တာပေါ့အဲ့ဒီဟာတွေဒီမြူဇီယံဒီနန်းတော်တွားပြရတဲ့ကျွန်တော်တို့ကော်ဖီဆိုင်လေးခဏလေးဝင်တောက်ဖြစ်တာပေါ့ဒီနားအဲ့ဒီနန်းတော်နားမှာရှိတဲ့ကော်ဖီဆိုင်လေးဝင်တောက်ဖြစ်ပါတယ်ဒါကအဲ့ဒီကော်ဖီဆိုင်လေးကိုပြင်ဆင်ထားတာကရောပါဆန်ဆန်လေးပြင်ဆင်ထားတာလေးတပေါ်ကြလို့ရိုက်ကူထားတာပါညနေပိုင်းကြီးကြတော့ကျွန်တော်ဒီညစေးကိုပြန်တွားဖြစ်ကြတော့ညစေးကတာကတွေဖနှောင်းပြင်းညစေးပါကျွန်မတပေါ်ကြတာကအရန်ကမှလေးဟိုမိသားစုပုံစံလေးနဲ့နည်းနည်းထွေတူကဝင်ရစားသုံးလို့ရတဲ့နေရာလေးဖန်တီးထားတာကိုတပေါ်ကြမိပါတယ်တခြားနေရာမှာတော်တော်မျိုးစားသုံးတာမှမြင်ခဲ့ဘူးပါဘူးဒီမှာတော့အရန်ကောင်မလေးပြောမစို့တဘာဝကြလေးနဲ့လေအဲ့လိုမျိုးစိတ်ပန်းပြေလို့ရအောင်အကုန်လုံးရောက်လာတဲ့အိတ်တွေအကုန်လုံးစားလို့ရအောင်ဒီလိုနေရာလေးတွေပေးထားတယ်ပြီးတော့ရှင်ဒီမှာတချင်းတေးတန်သားတွေနဲ့ဒီလိုမျိုးဖြုတ်ပြနေတဲ့အဆူတို့တွေကိုလည်းမြင်ခဲ့တာပေါ့နော်ကျွန်တော်တို့ကတော့တချင်းတစ်ပုတ်လောက်ပဲနားထောင်ပြီးမှစောပြန်ဖြစ်ခဲ့ပါတယ်နားဆင်ကြတဲ့ငွေချင်းမိတ်ဆွေတွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်မနောက်အစီအစဉ်မှာကတော့West Duland နဲ့ Genocide ကိုသွားတဲ့ဗီဒီယိုဖိုင်လေးတွေပြန်ပြီးတင်ပေးမှာဖြစ်ပါတယ်ရှင်ကျေးဇူးပါရှင်